86ခုဩဂတ်စ်လ14ရက်မြန်မာတက္ကသိုလ်1388ခုဝါခေါင်လာဇန်1ရက်မြေတစုပ်ခုကျွန်တော်ညှိထားတာတန်ယို16ပင်တန်ယိုအဲ့တော့တခုနည်းနည်းဒေတာကြည့်ပါအတန်ဒီကျွန်တော်တို့အခုသုံးနေတဲ့ဒိုင်ယာတိုနစ်နော်ခရိုမက်တစ်တွေကရှိတဲ့ခုနှစ်တန်ဒိုင်ယာတိုနစ်မဟုတ်ပါဘူးမြန်မာတန်အနည်းဆုံးဖြစ်အောင်ညှိထားပါတယ်ဒီမှာ B ဒိုင်ယာတိုနစ်ရဲ့ B ဒီအဲ့လိုရှိတယ်မြန်မာကခုနှစ်တန်တဲ့မှာတဝက်တယ်လားပြတဝက်မရှိဘူးအကုန်လုံးကတဲ့တယ်ပေါ့မှာဟိုမှာဆိုရင်ဒိုင်ယာတိုနစ်ကလို့သွားမယ်ပြီးတော့ဒီမှာ B E နဲ့ F နဲ့ဒိုင်ယာတိုနစ်မှာရှိမဲ့ EF ဒီအဲ့လိုရှိတယ်ဒါတော့မိုးရှိမှာဘာလို့ဆိုတော့မြန်မာတန်ညှိမှကျွန်တော်ပြောရအဆင်ပြေမှာအဲ့တော့မြန်မာတန်မှာအခေါ်အဝေါ်တွေပြောပါမယ်ရှေ့တုန်းကတည်းကရှိခဲ့တဲ့အခေါ်အဝေါ်တွေပါဆိုင်းဆရာတွေမြန်မာတန်နိုင်ငံလုံးမှာရှိသမျှဆိုင်းဆရာတွေရဲ့အခေါ်အဝေါ်ပြောင်းလဲမရှိပါဒါဆိုင်းဆရာတွေအားလုံးကျေးဇူးတင်ပါတယ်မြင်း6မြင်းအောက်ပြည်သူလည်းညင်းမြင်းလုံး6သွဲညွန့်အောက်ပြန်ပြည်တော်ပြန်ဒုဒကတွေပလဲညလုံးနိုင်ငံသားမှာအခေါ်သည်ဒိုဒီမီဖာဒိုဒီမီဖာဆိုလာတီဒိုဒီလာဆိုဖာမီဒီဒိုကျွန်တော်ကညင်းလုံးအဲ့ဒါကိုပန်နီယာကျောင်းနေမှာကျွန်တော်သိသမျှအခုတော့မသိဘူးကျွန်တော်တို့ကိုကြီးစိန်တလုံးကိုမြတ်စိုးနောက်ကျွန်တော်ကိုဦးစိန်တဝန်းတို့ထိသင်ရတယ်ညင်6မြင်အောင်ပြည်သူလဲညင်မြင်လဲဒူပြည်အောင်မြင်6မြင်ညင်လုံးမှာညင်လုံးကိုမူတည်ပြီးညှိတဲ့အတွက်ညင်လုံးတန်ယိုးလို့ခေါ်ပါတယ်ဒီထားမယ်နော်ညင်လုံးကိုမူတည်ပြီးညှိတဲ့အတွက်ညင်လုံးတန်ယိုးခေါ်ပါတယ်ဒီမှာညင်လုံးစီဒီမှာကျွန်တော်ခေါ်တဲ့ C ညင်လုံးမှာညင်လုံးကိုမူတည်တဲ့အတွက်ညင်လုံးတန်ယိုးပါဟုတ်ပြီကဲအဲ့တော့ဒါကျွန်တော်အခေါ်နဲ့ပတ်သက်ပြီးပြောပြီးပြီအဲ့တော့ဒီဟာအခေါ်ကတော့ရှင်းစာအုပ်တွေမှာကြည့်လေအဲ့တိုင်းပဲအခုခေတ်ရှိတဲ့ဆိုင်းဆရာတွေတော့မေ့လေညင်လုံးဒါပဲပြင်လို့မရဘူးကဲကျွန်တော်ကကံကောင်းထောက်မှစွာနဲ့ကျွန်တော်အသက်အရွယ်နဲ့73ပင်စောင်းကျိုးကိုမိခဲ့တယ်မိရဆိုတော့ကျွန်တော်မြင်ခဲ့တယ်ထိတွေ့ခဲ့ရတယ်ကျွန်တော်အဖိုးရွှေမန်းဦးညွန့်လာအဲ့တော့ဘဘဥပဒန်းကဟုတ်ပါသားနော်ဘဘဥပဒန်းကကျွန်တော်တို့စောင်းတွေလူအပ်လို့မလို့3ပင်ထပ်တိုးရပါတယ်ဘယ်ပင်တိုးလဲဆိုတော့ဒီအောက်ဆုံးတစ်ပင်နဲ့ဟိုအပေါ်ဆုံး2ပင်တိုးတယ်ဒါမှကျွန်တော်တို့တီးရတာအဆင်ပြေမှာနောက်လာတဲ့ဟာတွေကခစ်ကပြောင်းသွားပြီရည်စည်းချောင်းကကျန်းသွားပြီအမြန်လိုက်ရတော့မှဖြစ်တဲ့အတွက်လိုက်ကိုလိုက်ရတယ်မလိုက်ရင်ပျောက်သွားမှာအဲ့တော့ဟုတ်ပြီကျွန်တော်နောက်ပြန်ဆုံးမယ်ဆိုတာအခု16ပင်ကနေ73ပင်ပြန်ပြောင်းမယ်ဖြုတ်ပြီဘာတော့ပေါ်နေပင်ဖြုတ်ပြီအဲ့ဒီမစီရှုံးမှာဆိုလို့ဖြုတ်ပလိုက်တယ်ကဲဒါဘဘဥပဒံထွင်ခဲ့တဲ့16ပင်နော်အောက်တပင်နဲ့ပေါ်တပင်ဖြုတ်ပလိုက်ပြီဒီကောင်ကမျက်စိနဲ့မြင်နေရတယ်မမြင်ရမှာအောင်73ပင်ဖြစ်ပြန်သွားမယ်အောင်ဆိုတော့73ပင်စောင်းကျိုးညှိတာဘလို့ညှိလဲဆိုတဲ့ကိစ္စကနောက်လူတွေသိဖို့လိုအပ်တယ်ပြီးတော့အခေါ်နဲ့ရှေ့တုန်းကနန်းတွင်းမှာညှင်းလုံးခေါ်တဲ့တန်ယိုပလဲအောက်ပြန်မြင်ဆိုင်ဒီလေးမျိုးပဲတီးတယ်ရှေ့တုန်းကနန်းတွင်းမှာခုမှနောက်ပိုင်းက9ပေါက်တီးတော့ဘာလို့ပြီးဟို4ပေါက်အောက်ပြန်နေအဲဒီတီးတာတကယ်တမ်းကတွက်ကြည့်လိုက်ရင်ဘောင်းဆိုတော့ထားတာကျွန်တော်ပြောတော့မှာရှေ့လူကြီးတွေအင်မတန်မှညံကောင်းတယ်စိတ်ကန်းရှိတယ်တက်ရလုပ်တယ်အကုန်လုံးဒီစနစ်ရှိတယ်ဒါပြောချင်လို့အဲ့တော့ကျွန်တော်73မိနစ်ကျိုးမှာကျွန်တော်ကျိုးနံပါတ်နဲ့မပြောတဲ့အကြောင်းရင်းကကျိုးနံပါတ်ပြောလို့ရှိရင်16ပင်ဆိုလို့ရှိရင်16ပင်1က73မိနစ်မှမရှိဘူး16ပင်ရဲ့2ဒီ73မိနစ်ရဲ့1အဲ့တော့နံပါတ်နဲ့ပြောလို့ရှိရင်လွဲကုန်ပါဆိုလို့နာမည်နဲ့ပြောမယ်ရှေ့တုန်းကဒီကျိုးတွေ73မိနစ်လုံးမှာနာမည်တွေရှိတယ်ကိုပိုင်နာမည်နဲ့တန်ပြားကျိုးတန်ချက်ကျိုးတရားကျိုးတေကျိုးတရောကျိုး3ပင်ဒုံးလက်ညိုးကျိုး2ပင်ဒုံးလက်ညိုးကျိုးဒုံးလက်ညိုးကျိုး5ပင်ဒုံးကျိုး4ပင်ဒုံးကျိုး3ပင်ဒုံးကျိုး2ပင်ဒုံးကျိုးအထက်ဒုံးကျိုးအဲ့မှာ
ဆရာကြီးဒီဝအိမ်နာမောင်မောင်ကြီးကနေပြီးတော့မှသုံးမှန်လှကြီးနေဆိုပြီး14ပင်တပင်တိုးတယ်ပလဲကျူဒါအသိအောင်လို့ပြောရတာစောက်ထဲမှာရေးမထားဘူးရှင်လားဟုတ်ပြီကဲစောက်သုံးနေနာမည်သိပြီခုတန်ယိုးကြည့်လိုက်ကျွန်တော်တို့16ပင်မှာရှိတဲ့ကြီးမပါတော့ဟုတ်ဒီကဲတီးမထူးမချမ်းတာကဲတန်ယိုးတွေကတချင်းကျိုးဘွဲ့တချင်းကန်ဒီဟာတွေအုပ်စုကတန်ယိုးအုပ်စုညှင်းလုံးအုပ်စုအဲ့နေပြီးတော့မှပတ်ပြိုးဟာပတ်ပြိုးကြဘလို့ညှိမလဲရှေ့လူကြီးတော့အင်မတန်ညံကောင်းတယ်တော်တော်ကိုစနစ်ကြတယ်မင်းအောက်ပြန်ညှိကျင်တယ်ကွာပတ်ပြိုးတီးကျင်တယ်တပင်နဲ့တူပါဒီမှာ5ပင်4ပင်4ပင်ဒုံညိုးကိုတတန်တင်လိုက်ချစ်သမျှโอ้အောက်ပြန်တန်ယူကနေအောက်ပြန်တက်မှုအတွက်တပင်နဲ့ချိန်တယ်တပင်နဲ့ချိန်တယ်ဆိုကြခုနပြောတဲ့၄ပင်ဒုံယူအဲ့ဒါကိုတန်တင်တယ်၄ပင်3နှစ်တက်တယ်ညောနော်၄ပင်ဟုတ်ပြီတန်ယူပြန်ကြည့်မယ်ဟုတ်ပြီတန်ယူကနေပြီးတော့မှဟာအဲ့နေပြီးတော့ပပြိုးပြီးတော့မှပေါ်လာပြီယူထရပလဲဘယ်လိုညှိမလဲတပင်နဲ့ချိန်မယ်ဘယ်ပင်ချိန်မလဲတို့တို့ဒီမှာတန်ချက်ကျိုးအတန်များကျိုးတန်ချက်ကျိုးတရားကျိုးတေကျိုးတရောကျိုး3ပင်ဒုံးလက်ညိုကျိုး2ပင်ဒုံးလက်ညိုကျိုး2ပင်ဒုံးလက်ညိုကျိုးကိုတတန်အောက်ချလိုက်ပါဒီကြည့်ရအတန်းတော့တမျိုးရှိမယ်နော်မြန်မာတန်ဦးပြနားကမရှိမှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကကျိုးကလည်းညင်းညင်းနဲ့နည်းနည်းလေးတချို့ကလေးတွန်းသွားတာပါပါတယ်ကဲအားလုံးဒီရှေ့လူကြီးတွေတပင်းနဲ့ပဲချင်းတယ်တန်ယူကနေချင်းရင်အကုန်တပင်းနဲ့ချင်းသွားတယ်ခုနတန်ယူကနေအောက်ပြန်ချင်းတော့၄ပင်တုံညို့ကိုအတန်မြင့်တယ်တန်ယူကနေပလဲချင်းတော့2ပင်တုံညို့ကိုတတန်ချတယ်ကဲတန်ယူပြန်ညှိလိုက်ဒီကနေပြီးတော့မှညင်ဆိုင်တေးတဲ့တို့ဘောလဲတို့နော်
စိန်ချိုးကြတယ်နော်အဲ့ကြတော့တပင်တန်ပြားကျိုးတန်ချက်ကျူတန်ပြားကျိုးတန်ချက်ကျူတန်ချက်ကျူဒီတန်ပြားတန်ချက်ကျူကိုတန်တင်မယ်接着地面，我来地面啊。ကျိုးကဒါ73မိနစ်အကြောင်းစောင်းကျိုးညှိတာကိုပြချင်လို့ပါဒါကျွန်တော်စောင်းကျိုးကပေါ်တော့နည်းနည်းကျိုးလေးအသေးလေးတော့အသားမသေးသေးလို့နည်းနည်းချိုးကအတန်ရွံ့သွားတယ်အဲ့တော့ရှင်းလူကြီးတွေ73မိနစ်ညှိနီးအဲ့တော့သတိထားမှာပလဲနော်ဒီမှာညင်းလုံးညင်း6မြင်အောင်ပြည်သူလဲညင်းညင်းလဲဒူပြည်အောင်မြင်6ညင်း6မြင်အောင်ပြည်သူလဲညင်းလဲဒူပြည်အောင်မြင်6ညင်းဒါမြန်မာတွေရဲ့အခေါ်ပါဒါလေးကိုသတိထားပြီးတော့မှရတွဲကြည့်ပါပြီးတော့73မိနစ်ညင်းလေးကိုအားလုံးပြန်ပြီးတော့မှထိမ့်သိမ်းထားပြီးမှတ်ထားပေးကြပါဘာလို့ဆို73မိနစ်ညင်းလေးကအခြေခံကြပါတယ်ဒါရှေးလူကြီးတွေရဲ့တမန်စဉ်ဒါဟိုနေ့ကထိုင်တွေးနေမှာသဘောကျတာညှိတာသိပြီမဲ့ပြီးတော့မှစဉ်းစားကြည့်တယ်မှာအေးရှင်းလူကြီးတွေတော်တော်တမဟောပေါ့စနစ်ရှိတာပဲလို့အားလုံးကိုလွယ်တကူသွားလို့ရမယ်လမ်းကိုလုပ်ပေးထားခဲ့တာတန်ရိုးဒါမှမဟုတ်တန်ရိုးကိုစတည်ရတယ်။ဘာလို့ဆိုတန်ရိုးကနေကုန်သွားမှာကျိုး၄မျိုးရှိတဲ့ထဲမှာတန်ရိုးစီအခြေခံကြတယ်။တန်ရိုးမှာတီးခဲ့ပါတန်ရိုးပြီးလို့ရှိရင်မင်းအောက်ပြန်သွားခြင်းလားရတယ်၄ပင်တုံးကျိုးကိုတန်တင်လိုက်ပြီးရောပြောလိုက်အဲ့ဒါအောက်ပြန်တီးလို့ရပြီ။အဲ့ဒီမှာတန်ရိုးတီးတယ်ငါတို့ကျွန်တော်ယူရက်တီးနေယူရီးယားသချင်းတွေရတယ်မင်းနှစ်ပင်ဒုံးနဲ့ညိုးကျုံကိုတန်ချလိုက်ပြီးတော့အဲ့ဒါပလဲဖြစ်ရလွယ်လေးပဲကျွန်တော်တို့တေးတဲ့ပေါ်လာပြီမြင်ဆိုင်ပေါ်လာပြီမင်းကလည်းတန်ပြားတန်ချက်ကျိုးကိုတန်တင်လိုက်ပြီးရောဒါလွယ်တကူလုပ်ပေးခဲ့တာဒါတော့73မိနစ်ကျိုးပါကဲအားလုံးကျမ်းမာချမ်းသာကြပါစေလောဘဒေါသမောဟများနင်းနေတဲ့ညနေတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေ